ကျွန်တော်တို့ပတ်ဝန်းကျင်မှာမြင်နေကြအိမ်မွေးစိတ်တွေနဲ့အတော်ဆင်တူပေမဲ့ဒီတောင်စိတ်တွေကတကယ်ကိုကွဲပြားခြားနားပါတယ်တောင်စိတ်မောင်တိန်ကုတ်တွေဟာမတ်ဆောက်တဲ့ကြောက်ဆောင်တွေပေါ်မှာဘယ်သူမှမလိုက်နိုင်အောင်ကျွမ်းကျင်စွာသွာလာနိုင်တဲ့ထူးခြားတဲ့တတ္တဝါတွေဖြစ်ပါတယ်ကမ္ဘာအမြင့်ဆုံးတောင်တန်းကြီးတွေနဲ့မတ်ဆောက်လွန်းတဲ့ကြောက်ဆောင်တွေပေါ်မှာတော့မြေဆွဲအားကိုအန်တူပြီးရှင်သန်နေကြတဲ့ကျွမ်းကျင်တောင်တက်သမားကြီးတွေပါသူတို့ဟာလူသားတွေအတွက်မဖြစ်နိုင်ဘူးလို့ထင်ရတဲ့မတ်ဆောက်တဲ့ကြောက်ကပ်စွန်းတွေပေါ်မှာအလွန်တည်ငြိမ်စွာနဲ့ခုန်ကူးသွားလာနိုင်ကြတာပါဒါဟာတဘာဝတရားကသူတို့ကိုထူးခြားတဲ့ခွာ hooves တွေပေးထားလို့ပဲဖြစ်ပါတယ်သူတို့ရဲ့ခွာတွေကအပြင်ဘက်မှာမာကျိုးပြီးအတွင်းပိုင်းမှာတော့ရာပါလိုမျိုးပျော့ပြောတဲ့အသားတွေပါရှိတာကြောင့်ကြောက်ဆောင်မျက်နှာပြင်တွေကိုမြဲမြံစွာစုပ်ကင်ထားနိုင်ပါတယ်ဒီတတ္တဝါလေးတွေကအလွန်အေးမြတဲ့တောင်ပေါ်ဒေသတွေမှာရှင်သန်နိုင်ဖို့အတွက်အလွှာနှစ်ထပ်ပါတဲ့ထူထဲတဲ့အမွှေးဖြူဖြူတွေကိုပိုင်ဆိုင်ထားကြပါတယ်ပိုပြီးအံ့ဩဖို့ကောင်းတာသူတို့ကကြောက်ဆောင်တွေမှာကတ်နေတဲ့တတူဓာတ်နဲ့စားဓာတ်တွေကိုရရှိဖို့အတွက်ပေပေါင်းထောင်ချီမြင့်တဲ့ကြောက်တောင်းတွေပေါ်မှာစောင်းထိုးနေပါဆင်းပြီးအစာရှာတတ်ကြတာပါတောင်စိတ်တွေကမြင်ဘူးနေကြအိမ်မွေးစိတ်တွေလိုနူးညံ့တိမ်မွေးတဲ့တတ္တဝါမျိုးမဟုတ်ပါဘူးသူတို့ကတောရိုင်းတတ္တဝါတွေဖြစ်တာကြောင့်အန္တရာယ်ရှိနိုင်ပါတယ်နေမီကာဝေခြင်းသားသမီးကိုကာဝေခြင်းစတဲ့အခြေအနေတွေအပြင်ဓာတ်ပုံရိုက်ဖို့ဖြစ်ဖြစ်အနီးကပ်ကြည့်ဖို့ဖြစ်ဖြစ်ချင်းကပ်မိရင်ရန်မှုတွေထင်ပြီးသူတို့ရဲ့ခြုံထက်တဲ့ဥကြိုတွေနဲ့ဝိပြီးတိုက်ခိုက်တတ်ပါတယ်အမေရိကန်နိုင်ငံမှာဆိုတောင်စိတ်ဝိလို့လူတီဆုံးခဲ့ရတဲ့မှတ်တမ်းမျိုးတောင်ရှိပူပါတယ်ကျန်းတန်းတဲ့ပတ်ဝန်းကျင်မှာရန်သူတွေဖြစ်တဲ့တောင်ချင်တီးနဲ့ဝက်ဝန်းတွေမလိုက်နိုင်တဲ့နေရာတွေအထိတက်လှမ်းနေထိုင်ရင်တောင်တန်းတွေရဲ့ဘရင်အဖြစ်ရေးရေးဝန်းဝန်းရှင်သန်နေကြတဲ့တတ္တဝါထူးတွေပဲဖြစ်ပေမဲ့မြန်မာပြည်အချို့နေရာတွေမှာတော့တောင်စိတ်စီဆိုပြီးပေါ်ပေါ်တီးတီးရောင်းချနေတာတွေလည်းရှိပါသေးတယ်